အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့နိုးခရတာကျွန်တော်ဒီနေ့မှာကတော့ကျွန်တော်အတီးတွေအကုန်ခိုးခံလိုက်ရပါတယ်ဘလူးခိုးသွားလဲဆိုတော့ဘလက်ဘီယာမာဆယ်တီတီခိုးသွားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ဒီနေ့ကတော့ဒူဖီစားရတဲ့ဂုံမူနိုမီကျွန်တော်လက်စာမှာပဲဖြစ်ပါတယ်ကျွန်တော်လည်းမသိပါဘူးဂုံမူနိုမီဘယ်မှာရှိတယ်ဆိုတာလက်စကိုလက်စာကြားရအောင်ကျွန်တော်လည်းအားစိတ်ညစ်သွားတယ်ဗျာကျွန်တော်ဒီနားမှာဟိုတနေ့တော့ဘလက်ဘီယာမှာဆဲတီထီရဲ့တင်မောဒီဒွန်ခရီပေးနေပြတ်သွားဆိုတော့ကျွန်တော်လည်းပုံးနေရဒီမှာအိပ်ရတယ်ကျွန်တော်ရိပ်မိသွားတာမသိဘူးဗျာကျွန်တော်ဒီမှာနေနေတဲ့ဟာယိုအိပ်နေတာသူကကျွန်တော်အဲ့ရနိုးရတာသူဟိုနားမှာကျွန်တော်ရဲ့ဒီနားမှာမတက်ရက်ပြီးခုံသွားတာခုံပြီးဟိုနားရောက်သွားတယ်ပျောက်ပြီးအမောင်ဆွမ်းအားနဲ့ကျွန်တော်ဆွမ်းအားတဲ့ကောင်မရှိတော့ကျွန်တော်ခဏကိုပို့ပါနေလို့ဖြစ်ကျွန်တော်အခုဂုံနိုမီတော့ခိုးမှာဒီတော့လို့တော့မဟုတ်တော့ဘူးကျွန်တော်ပို့ပါတာလို့တော့ရပါပြီမယ်ကျွန်တော်ဒီပဲဖရူပဲစားမှာဖြစ်ပါလေကျွန်တော်ဘာပဲဖြစ်ဖြစ်ဒီပဲဖရူပါဒီပဲဖရူစားမှာကျွန်တော်အဖွဲ့သားတွေကိုကောက်ွယ်ဘူးလုပ်မယ်ကျွန်တော်အဖွဲ့သားတယောက်လာမယ်တဲ့ကျွန်တော်ပြောထားတယ်အဖွဲ့သားတော့ဒါမှကျွန်တော်အတီးလိုက်စားနေတာဗျဂုံမူနိုမီလိုက်စားနေလုံးဝမတွေ့ဂုံမူနိုမီဟောလမ်းမဒီဟာမသေးသေးဘူးပဲဟာရောကွာအစပန်းငါဘယ်ကောင်လုပ်တယ်这ပုံတမြနေနေရတမထိုင်ရအောင်မယ်လာတေးတော့နာဒါမဲ့ထိဟေးမေးဘေးတွေရောအမဒုံကြီးရဲ့တပက်ဂန်ဖော့ဆိုတာမင်းလားဂန်ဖော့ဆိုတာမင်းလားမင်းဘယ်လောက်လဲဖုံးရလေဟာတူတေးပါအစပဖုံးနေနဲ့ဖောက်ခွဲတာဂန်ဖော့ဆိုတော့ကောင်ကလာခဲ့အစိတ်သွားတာပဲဂန်ဖော့မေဘေးဂန်ဖော့လာခဲ့လုံးဝဂန်ဖော့လာခဲ့နောက်ဆုံးတော့ဂန်ဖော့နိုင်ခဲ့ပြီကျွန်တော်တီးလိုက်စားနေပြီမဲ့ကျွန်တော်ဘာတီးမှလက်စည်းတော့မတွေ့ပါဘူးဟဲ့စမ်းကြည့်နှမ်းမေးပေးစမ်းကြည့်မင်းအခုဒီအသက်ဆင်နေတော့မဲလားငါတီးစပလုံးပြန်ရလက်လေးကတော့ဖွင့်ပြီးတော့လေလူတွေဘာပြောနေလဲဆိုတော့တစ်ချက်နားတော့ကျွန်တော်တို့အရာကလေးတွေဆိုပတ်ပြေးနေရတယ်အခုကျွန်တော်လှေပေါ်ပြန်ရောက်ပြီဆိုတော့ကျွန်တော်ညကြရင်အိမ်မရတော့မင်းကျွန်တော်အခုညတော့မရောက်သေးပြီမဲ့ကျွန်တော်ကြိုးပုံးထားမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဆနတော့ကျွန်တော်ဒုံခရီးရဲ့တပည့်ဂန်ဖော့တော့ကျွန်တော်တွေ့ရတယ်ဆိုတော့သူတို့ပါရမပြောက်သွားသေးဘူးသူတို့ပါရမပြောက်သွားသေးဆိုတော့ကျွန်တော်ပုံးနေမှာဒီတင်မို့သူတို့ချိန်မီပြီးပြန်လာလို့ရတယ်အမဟုတ်ကဲ့စမ်းကြည့်မယ်မိုးချုံနေပြီကွာအဲ့ဒါလည်းတက်တာထုံလာပေါ်နေစိတ်ညစ်ပါတယ်ကွာတော်တယ်ပိုက်စားလာပြီတကင်းဟာကီကကွန်ကွာယာဟာကီနေမှာတကင်းဟာကီဆိုကွန်ကွာယာဟာကီနေမှာဘယ်နှဘရောလဲ2ဘရောတော့ခုံလို့ရတယ်ငါဒီကောင်ဘယ်ကချဘူးဘာလေးလည်းမသိဘူးကျွန်တော်တွေ့လိုက်တယ်ဘာလေးလည်းမသိဘူးကွာချီစမတော့တွေ့လိုက်ပါတယ်ရဘာလည်းမသိရဟေ့တကုံမလို့မဟုတ်လားစားကြည့်တော့ဒီမှာဘိုက်ပြေးသွားတာပဲ what the fuck ဒါပါလေဟာကီယာ
ဂီယာတူးရောဟာစကန်ဂီယာ what the fuck စကန်ဂီယာလေဒီမှာဂီယာထဲမှာစကန်ဂီယာ300ကျော်မှာကွာစကန်ဂီယာကျတော့ဒီမှာ6ပဲကျော်သေးတယ်ကွာ300ကျော်မှာစကန်ဂီယာရမှာဆိုတော့အနိုင်ကျင်းလို့တော့မရတော့ငါညီတစ်ခါပဲရတော့ဒါရကုမကုမလို့မစားပြီးတော့မင်းတို့ကအနိုင်ကျင်းလို့မရတော့နော်တော့ဘာလုံးနိုင်ကြီးလဲဘာမှမလုံးနိုင်တော့ကွာအေးကမူကီယာလေဒါကီယာကွာဒါပါကီယာငါဟန်ကီယာတွေငါလေးလာမယ်ဒါစကန်ကီယာတက်ကီယာဘော့စ်မန်ပြောတာကွာတက်ကီယာဘော့စ်မန်ဘောက်မန်လေစာကီမန်ဆာနာကီမန်နာပါမန်လည်းမသိဂီယာဖစ်တဲ့အော်ဂီယာ4ဂီယာဖစ်ပြောရတယ်ကွာဂီယာ4ဂီယာ4ကွာဂီယာဖစ်လာလို့မင်းနဲ့ဒီအောင်မင်းတို့နှကောင်တော့ဘာမှဖြစ်တယ်ကျမ်းပြီးရမ်းပြီးဆိုတဲ့ကောင်နေတော့ငါ့မနာလားဆိုအနာမကတ်နဲ့လက်တီးနဲ့ထိုးလို့နှာခေါင်းမှတွေးယူရမှာလားညောင်ရေဒီကောင်ဘာနိုင်လို့လဲအောင် so easy ပဲကောမူမီလက်တီးတစ်ချက်အမခါမယ်နော်ငွားဦးတော့တစ်ချက်တည်းနဲ့ရတယ်ငါကြည့်စိတ်ပဲကြာတော့လူကတော့အဲ့လေငါတော့တစ်ချက်တည်းနဲ့ရတယ်တက်ကြည့်တော့ကွာတုံခရီးရုပ်ပြန်ဒါဘလူးတော့ဟာမင်းကဒီကြားထဲမှာပေါင်းတာကပရိန်ပဲခဏကကပရိန်ဆိုတော့မင်းနဲ့ထက်ကြပြရအောင်ဒါမင်းကတခါနောက်တစ်ခါမင်းကကျောင်းတန်ချန်ခတ်ပြီးတန်ခွက်နဲ့ရိုက်ပြီးတော့တေးသွားမယ်ရောfish man လေးfish man လေးလား fish man ဆိုတာဂီယာ4ဆိုဟိုဂီယာမရှိဘူးဘာလဲငါလူတာ fish man ကွာ fish man လေးတော့နှစ်ချက်ပဲခုတ်တယ်ဒီနေ့ပြောတော့မပြောရလေဖုန်းကကြောင်းနေတယ်ကောမနိုဒီမှာတော့ကျွန်တော်လူဖီစားရတဲ့ကောမနိုတီးကြရတယ်ကောမနိုမီပါတော့ခဏကြောင်းပါလေအရောင်းကြောင်းမိကြပါဆိုလိပါကျွန်တော်ကောမနိုမီရပါပါတယ်အဲ့အကြောင်းမို့နောက်ဗီဒီယိုလေးကို like လေးနဲ့ follow လုပ်ပြီးတဲလေးပေးခဲ့ပါလို့တောင်းဆိုချင်ပါလေ bye မလုပ်ပေးခဲ့လူတွေကတော့ဖုန်းရတယ်ပြရတယ်မလုပ်ပေးခဲ့လူတွေဒါပဲရမရောနှိပ်လို့မရပါဓာတ်ပရိစာပဲရမယ်ဆင်းနေနော်ဓာတ်ပရိနဲ့ခုတ်ပလိုက်မှာ